ကြီးကျယ်ပဲနော်ဟိုကြားဘူးလားဒီနေလာလားဒီ line ပေါ်မှာတကယ်ချမ်းသာတဲ့နေရာမှာဒါလူပညာတွေဒေါ်လာများစွာတန်တဲ့အိမ်ကြီးကြီးတွေလုံးဝမီးလောင်ပြကြပါတရားမရှိတော့သူတို့ရဲ့ဥစ္စာပေါ်မှာရက်တည်နေတယ်သူတို့ရဲ့ချမ်းသာမှုပေါ်မှာရက်တည်နေတယ်သူတို့ရဲ့နာမည်ကြီးတဲ့အပေါ်မှာရက်တည်နေတယ်ဒီကအိမ်ကြီးမီးလောင်သွားတဲ့အခါမှာကြီးကျယ်သူတို့လည်းနောက်ပိုင်းကျတော့လူချောက်ပြီးတော့ဖန်ဆင်းရှင်ဖျားတာလည်းအဓိကဖြစ်တယ်လူတွေကိုချစ်တဲ့ဖျားရှိတယ်ဆိုတာသိလာတဲ့အခါမှာဖျားရှိပြန်တက်လာတယ်အခုနောက်ပိုင်းပေါ့နော်အခုကျွန်တော်မန္တလေးမှာလည်းဒီတိုင်းပဲမန္တလေးမှာလည်းကျွန်တော်လည်းဒီငလင်းကျွန်တော်ကိုယ်တိုင်အဲ့ငလင်းကိုခံခဲ့ရတယ်28နှစ်မတ်လ28နှစ်ကျွန်တော်ရေချိုးမလို့သုံးထပ်တိုက်မှာကျွန်တော်ယုံလာအဲ့မှာရန်ကားမှာကျွန်တော်ရေချိုးမှုအင်းချိုးပြီးတော့အဝတ်လမ်းဆင်သွားတဲ့အချိန်မှာဒီမှာရိုးစက်နိုင်ကြောကျွန်တော်ရေချိုးမလို့အဝတ်လဲပြီးတော့ဝရန်တာမှာအဝတ်လမ်းဆင်မှာသွားပြီးတော့တစ်ဖက်သွားယူနေတာဟာအခါမကြုံဘူးကျွန်တော်အိုးဒီလိုဖြစ်တာဒီလိုအေးငါတို့ရိုက်တာဒီလိုရိုက်တာဟာငါတော့သွားပြီလို့ကျွန်တော်ဖျားမှုတော်ဆောင်တယောက်တော့မှဒီပြောရင်ကျွန်တော်ကြားပြည်နေရအခေါ်ရဆိုရင်ခရိယန်ဘုန်းကြီးပေါ့ခရိယန်ဘုန်းကြီးတူဖြစ်တဲ့လူတော်မှရုပ်တရက်ဖျားတည်းမရဘူးဗျာဟောဒီလိုဖြစ်နေဟာငါတော့သွားပြီငါတော့သွားပြီတော့ပဲစိတ်ထဲမှာဒီလိုရိုင်းတာငလင်ကနောက်ပိုင်းမှတတိပြန်လဲလာတော့ဘုရားခင်ကိုလိုပိုင်တဲ့အသက်ပဲရှိတော့တယ်ကိုတော့ကျွန်တော်ကိုကြိုက်တယ်လို့လုပ်ပါတော့ဆိုအဲ့ဒါလေးစိတ်ထဲမှာပြောပြီးတော့အဲ့ငလင်ကတစ်ချက်ရက်သွားတာအောက်မှာကလေးတွေကပဆင်းလာတော့ကျွန်တော်ကရုပ်တရက်ကြောင်ပြီးတော့အဲ့တုံးချတိုက်ခိုင်းနေခုံချလိုက်မယ်ဆိုရင်လေငလင်လှုပ်ပြီးတည်ရမဟုတ်ပဲနဲ့ခုံချပြီးတည်ပါကျွန်တော်ကအဲ့ဒါနဲ့ကလေးတွေကဟိုအနောက်ကပတ်လာခဲ့တော့တဲ့ခါမှာကျွန်တော်လည်းချက်ချင်းပဲမှာခဏလေးရက်သွားတဲ့အချိန်မှာဆင်းချလိုက်တာအဲ့ဒါပြီးတော့နောက်ထပ်ပြန်လုပ်သေးတယ်နှစ်ချက်ပထမစီမှာကျွန်တော်ခံရတယ်ဒုတိယအချိန်မှာတော့ကျွန်တော်လွတ်သွားတယ်အဲ့ဒါနဲ့ကျွန်တော်ဗာပြောချင်လဲဆိုတော့အဲ့ဒီ28ညမှာပဲကျွန်တော်မန္တလေးမှာဘောလုံးကွင်းတိုင်းနောက်တော့ဒီကျွန်တော်ဒီနန်းတွင်းကျုံပေးနာမှာကားရီတန်းစီပြီးတော့ရှိတယ်နော်ဆရာတို့လည်းရောက်လာတယ်ဆရာတို့လည်းတကယ်ကိုဘုရားပို့ဆောင်ပေးတာပဲဆိုတော့ကြည့်တဲ့အခါမှာကားရီတန်းစီဘာလဲလို့ပြောတဲ့အခါတကယ်တိုက်ပိုင်ကားပိုင်ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးသူတို့အိမ်ပေါ်မှာမနေရတော့ဘောလုံးကြီးမှာဟာကြီးကွင်းပေါ်မှာကျွန်တော်လည်းလမ်းပေါ်မှာအိပ်ရဆိုတော့ကျွန်တော်တို့ဘာအံဝေကရလေဆိုတော့လောက်ပဲချမ်းသာပြီစီလောက်ပဲအသက်ရှင်တဲ့ချိန်မှာဘယ်လိုပဲဖြစ်နေပြီစီရုပ်တရက်ပြောင်းလဲသွားတဲ့ဒီလောကကြီးရဲ့အခြေအနေရောက်သွားတဲ့အခါဘယ်လိုမှပို့ခါလို့ချီမကိုင်ဘူးလက်မကိုင်ဘူးပေါ့နော်နောက်ဆုံးကြတော့ကိုဖန်ဆင်းတဲ့ဖရာကိုချစ်တဲ့ဖရာကိုကဲတင်တဲ့ဖရာရှိသေးပါလားဆိုတာအခုကျွန်တော်တို့ကပို့ပြီးတော့တဘောပေါ့ခုနပြောတဲ့အမေခိုင်းပါလို့ဆိုရင်ဒီလိုကဖရာเจ้าအထက်ကြီးတဲ့လူတွေတော့ပဲဖရာเจ้าတက်တာအခုအမေကတော့ဘာလို့ဆိုရင်လူငယ်ရော